ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်တို့အယောင်တင်ပေးမဲ့ဒီရဲ့မြေကွက်လေးရဆိုရင်အင်ကတော့အဖြစ်ပေါ့နော်အတိကမြေကွက်တို့ကျွန်တော်ရောင်းပေးခြင်းဖြစ်ပါလေဗျဒီနေရာကဒီတောင်ကြီးမျိုးနော်ရွှေတထုံကုန်းရက်ကွက်ထဲမှာရှိတဲ့အိမ်လေးပဲဖြစ်ပါလေဗျဒီကျွန်တော်တို့ခြံကွက်ရက်ပေအကျကျွန်တော်တာမျိုးအရှိလိုက်ကို40ပေနဲ့ဒီရဲ့ဒီအနောက်ဘက်ကို80ပေအကျဝန်းရှိတဲ့ရွှံကလေးပဲဖြစ်ပါလေဗျပြီးလို့ရှိရင်အိမ်နှစ်ပန်းကြပိတာမိမိတာပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီအိမ်ရဲ့အနောက်ဘက်ကိုပြပေးမယ်ဗျဒါလေးကကျွန်တော်တို့ဒီအိမ်ဒီခြံကွက်ရဲ့အနောက်ဘက်ကနေရိုက်ပြရတဲ့အနေထားလေးပါဗျနော်ရွှေတထုံကုန်းရက်ကွက်ထဲမှာရှိတဲ့ခြံကွက်လေးပဲဖြစ်ပါလေဗျဒီပင်စားပင်နေပါမယ်ကျွန်တော်ကမြေကွက်ကတော့အောက်ကုန်နဲ့ရောက်အတွက်မြေပြန်ညှိရမယ်အနေထားလေးမှာရှိတဲ့နေရာလေးပါရေမီဆောင်ပေါ့နော်ရေကတော့ဝတ်တုံးရပါမယ်ဗျပြီးလို့ရှိရင်မီးကတော့ကျွန်တော်တို့ကမီးမီတာပါမယ်အိမ်လေးပဲချပြီးသားပါဒါလေးကကျွန်တော်တို့ဒီရှုခင်းတဲ့ကောင်းတယ်ပေါ့နော်နေရာကောင်းကမှကြိုက်တယ်ဆိုတဲ့မိတ်ဆွေများအတွက်အစီအမံနေရာလေးဖြစ်ပါလေဗျဒီရဲ့ရွှေတထုံကုန်းရက်ကွက်ထဲမှာရှိတဲ့ပေ40ပေအနောက်ကို80ပေအကျယ်ဝန်းရှိတယ်ပြီးလို့ရှိရင်မီးမီတာပါမယ်အိမ်နံပါတ်ကြပိတာဒီရဲ့ခြံခွဲလေးကိုပန်ရှင်ခေါ်စေရကျွန်တော်တို့3000ပဲခေါ်ဆိုထားပါလေဗျအရှော့တင်းကတော့ကျွန်တော်တို့ပန်ရှင်နဲ့တိုက်ရိုက်ညနာဆက်ရှိပါလေခင်ဗျာဒီနေရာလေးကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်စိုက်ခုတ်ကို AC မက်ဆေ့ဆက်တယ်ပြောခင်ဗျာ